ပူချင်းဒီဂရီ3000ရှိတဲ့တန်ကြောင်းနေရတစ်ခုကိုသူကလက်ပလာနဲ့ဆွဲဆန့်လိုက်သည်အန်အားတင်နေတဲ့လူအများရဲ့မျက်လုံးတွေအောက်မှာပဲအဲ့ဒီတန်ကြောင်းကိုထပ်မြက်လာတဲ့တမဏိဓာတ်တစ်ချောင်းအပြီးသူ့လက်ချီပဲနဲ့အတွန်းပြောင်းဖုံဖော်လိုက်ပါတယ်ဒီဓာတ်ကဘလောက်တောင်ထက်တယ်လဲဆိုရင်တန်တုံးကိုတောင်ရွှင့်စေးလို့လှီးဖြတ်နိုင်စွမ်းရှိတယ်တကယ်တော့ဒီယောက်ျားဟာကပတ်ထိုက်တန်းဓာတ်တွန်းပညာရှင်တစ်ယောက်ဖြစ်ပြီးသူ့လက်တွေကဒီဂရီထောင်ပေါင်းများစွာကိုခံနိုင်ရရှိုံတယ်မကကျိုးနေတဲ့ဓာတ်တစ်စင်းကိုပင်အသက်ပြန်တွင်းစွမ်းရှိသူပါဒါပေမဲ့ဒီလိုအံ့မခံစွမ်းရည်ပိုင်ရှင်ဟာသူ့ရဲ့သွေးသားလို့တော်စက်တဲ့ဂိုင်းသူအကိုကြီးရဲ့တစ္ဆာဖောက်မှုကြောင့်ဘဝတစ်ခုလုံးပြိုလဲခဲ့ရတယ်လူတိုင်းရွာမုံနဲ့လမ်းဘေးကျွတ်တကောင်လိုနှင်းကြားရဲ့ဘဝကိုရောက်သွားခဲ့ပြီးနောက်မှာတော့သူဟာဘဝအမှန်ကိုဖုံးကွယ်ကအဟောင်းအဆူကောက်သမားအထိအသက်မွေးခဲ့တော့တယ်တနေ့သူ့စီကိုမိန်းကလေးတယောက်ရောက်လာပြီးဓာတ်တစ်ချောင်းကိုပြင်ပေးဖို့အကူအညီတောင်းခဲ့တယ်ဓာတ်ချိုးကိုမြင်လိုက်တာနဲ့ဒါဟာသူ့ဆရာကိုယ်တိုင်တွန်းလွတ်ခဲ့တဲ့ဓာတ်မှန်သူချက်ချင်းတည်လိုက်တယ်တချင်းကပြိုင်ပွဲမှာသူ့ကိုအနိုင်ယူသွားခဲ့တဲ့ဓာတ်တစ်ချောင်းပေါ့အခုတော့အဲ့ဒီမိန်းကလေးကဓာတ်တွန်းပြိုင်ပွဲဝင်ဖို့ဒီဓာတ်ကိုလာပြင်ခိုင်းတာပါသူထက်သွားတဲ့နှစ်တွေအတွင်းမှာသူတို့ရဲ့ပြိုင်ဖက်ခိုင်းကဆရာရဲ့လုပ်ငန်းအားလုံးကိုသိမ်းပိုက်ခဲ့တယ်ဆရာကလည်းတေဆုံးအောင်လုပ်ပြီးသူ့သမီးကိုလည်းအကျွေးတွေနဲ့ညှဉ်းမွမ်းစည်းခဲ့တယ်အခုဒီပြိုင်ပွဲမှာစုရမှသာအကျွေးတွေအားလုံးကိုပြန်ဆက်နိုင်မှာမို့ဆရာဂျေဇုကိုစတ်ဖို့သူဟာမိန်းကလေးနဲ့အတူဓာတ်တွန်းတဲ့နေရာကိုလိုက်သွားခဲ့တယ်ဟိုရောက်ချင်းမှာပဲတခင်ကြီးလီဆိုတဲ့လူကသူ့ကိုမထီမမြင်ကြည့်ရင်အဟောင်းဆုတ်ကောက်ချက်သူကဘလို့လုပ်ပြီးငကားသားကိုပြင်နိုင်မလဲလို့လောင်ပြောင်လိုက်တယ်တခင်ကြီးလီကယုံကြည်မှုအပြည့်နဲ့သူ့ရဲ့ကရိယာတွေကိုထုတ်ပြီးငကားသားကိုကဟင်စော်ဖို့တင်ဆင်လိုက်ပြီးမြင်ထိုသူကချက်ချင်းတားလိုက်တယ်သူကငကားသားကိုတာမန်ကဟေချောင်းနဲ့ပြင်ရင်ဓာတ်ကိုထေဘောကအနီရောင်အစင်းတွေပျောက်သွားပြီးဓာတ်မျက်နှာပြင်လက်ကွက်အပ်သွားလိမ့်မယ်လို့တတိပေးခဲ့တယ်ဒါပေမဲ့တခင်ကြီးလီကတော့ဓာတ်ပြင်လာတာနှစ်ပေါင်းများစွာရှိပြီးမပြင်နိုင်တဲ့ဓာတ်ဆိုတာမရှိသေးဘူးဆိုပြီးအမိုက်ကောက်သမားရဲ့စကားကိုလုံးဝဂရုမစိုက်ခဲ့ဘူးလူတွေအားလုံးကလည်းတခင်ကြီးလီကိုပဲယုံကြည်ခဲ့ကြတယ်ဒါပေမဲ့သူကဟေစော်လိုက်တာနဲ့ဓာတ်မျက်နှာပြင်ဘက်အကြောင်းတွေပေါ်လာပြီးဓာတ်သမားဟောင်းပြောသလိုတထက်တည်းဖြစ်ပေါ်တော့တယ်လူတွေအားလုံးတုံ့လောက်သွားပြီးဘလို့ခေရတာလဲလို့တီထိုးပြောဆိုနေကြတယ်ထိုသူကတင်းငင်းစွာပဲငကားသားကိုအနီအောင်တန်ရိုင်းစစ်စစ်နဲ့တွန်းလုတ်ထားတာကြောင့်တာမန်တီကျောင်းကသူ့ရဲ့တန်းစင်မိုးကိုညှဉ်းပြန်းစေပြီးဘယ်တော့မှပြန်မပြင်နိုင်တဲ့ပျက်စီးမှုကိုဖြစ်စေတယ်လို့ရှင်းပြလိုက်တယ်ဒါဆိုဘလို့လုပ်ရမလဲလို့မိန်းကလေးရဲ့အမိကစိုးရိမ်စွာနဲ့မေးလို့မျက်နှာပြတ်သွားတဲ့တခင်ကြီးလီကမျောလင်းချက်တစ်ခုပဲရှိတော့တယ်အဲ့ဒါကအရင်ကဓာတ်တွန်းဖင်လေပင်ကိုရှာတွေ့ဖို့ပါပဲလို့ညှဉ်းညူလိုက်တယ်သူတို့ဘာလုပ်ရမလဲမသိနေကြမှာပဲပြိုင်ဘက်ဂိုင်းကလူတွေရောက်လာပြီးသူတို့ရဲ့ဓာတ်တွန်းဆရာကို3ပွဲမှ2ပွဲအနိုင်ယူရင်အကျွေးဆက်ဖို့ရအနေငယ်ထပ်ပေးမယ်လို့ဆင့်ခေါ်လိုက်တယ်မိန်းကလေးကမဆိုင်တွဲပဲလက်ခံလိုက်ပြီးမကြခင်မှာပဲပထမဆင့်ပြိုင်ပွဲဓာတ်အမာခံကိုတွေကိုအရေးကြိုတဲ့ပြိုင်ပွဲစတင်လိုက်ပြီးအဲ့ဒီချိန်မှာအမိုက်ကောက်သမားကြီးကအမိုက်ပုံတွေကတချီတက်နေတဲ့ surprise တစ်ခုကိုရှာတွေ့ဖျောက်ပြလိုက်တယ်ဒါကဓာတ်ရဲ့ကျင်ခံမှုကိုအများကြီးတိုးစေတဲ့တန်မဲရွိုက်ဖြစ်တယ်လို့လူစိုးကတော့ဒီလောက်တန်ဖိုးကြီးတဲ့ပစ္စည်းကအမိုက်ပုံထဲမှာဘလူလောက်ရှိနိုင်မလဲလို့ရီမောလောင်ပြောင်းခဲ့ပေမဲ့မိန်းကလေးကတော့သူ့ကိုယုံကြည်ပြီး surprise ကိုအရေးကြိုဖို့လေးထည့်ပြီးခဲ့တယ်တနိုင်ကြတော့ပြိုင်ဘက်ရဓာတ်ကိုတွေကအရင်ပြီးသွားတယ်တခင်ကြီးလီကအချိန်နဲ့အပူချိန်ကကွက်တီဖစ်တော့ဖွင့်လို့ရပြီပြောပေမဲ့ဓာတ်သမားဟောင်းကခေါင်းခါပြီးမဖွင့်နဲ့တားလိုက်တယ်သူ့သုံးတဲ့ဓာတ်ကိုတွေကတဝက်တက်ပြတ်ထင်နေပြီးအရေးကြိုချင်းတိုးတဲ့ကျင်ခံမှုမလုံလောက်တယ်လို့သတိပေးခဲ့တယ်ဒါပေမဲ့တခင်ကြီးလီကနားမထောင်ပဲချက်ချင်းထုတ်ခိုင်းလိုက်တာနဲ့ဓာတ်တစ်ချက်ခုတ်လိုက်တာနဲ့နှစ်ပိုင်းကျိုးသွားတော့တယ်တပွဲရှုံးသွားပြီမေတခင်ကြီးလီကသူ့ဓာတ်ကိုတွေကိုအရေးကြိုပြီးအလဲကျရင်းချိုင်ပြီးဒါဟာသူဓာတ်တွန်းလာတာနှစ်လီးလက်အတွင်းမှာအကျဉ်းနှရှုံးလိုက်ရပါလို့ကြွေးကြော်ခဲ့တယ်သူဓာတ်ကတန်တုံးကိုခွဲချမ်းပြနိုင်ကကြောင်းဒီဝဲနိုင်ပြီလို့လူတိုင်းထင်ခဲ့ကြပြီမေဓာတ်သမားဟောင်းက